အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ Storybook Channel လေးအနီးကြိုဆိုလိုက်ရပါတယ်ခင်ဗျဒီနေ့မှာတင်ဆက်ပေးသွားမယ့်ဇာတ်လမ်းကတော့ Outland အပိုင်း1ဖြစ်ပါတယ်ခင်ဗျအဆင့်သင့်ထူပြီးဆိုရင်စလိုက်ကြရအောင်ဗျအမောင်ထဲကအလင်းအောင်တောရွာလေးတလွာရှိရှီအောင်တလူအိမ်လေးထဲမှာပဲဖြစ်ပါတယ်အချိန်အားဖြင့်ညအတန်းကောင်ရံအချိန်ဖြစ်လို့နေပါပြီမိုးတက်မုန်တိုင်းကပြင်းထန်စွာတိုက်ခတ်နေသည်လက်စီးများကကောင်းကင်ကိုတစ်ဖြတ်ဖြတ်တန်းနေပြီးထစ်ချုံးတန်များကကပားမြေကိုတုံခါစေသည်လေပြင်းများကြောင့်အေးပြင်ဘက်ရှိတစ်ပင်ကြီးများမှာဝူးဝါဝါအော်ဟစ်နေသလိုဖြစ်ပေသည်တစ်လုံးအိမ်လေးထဲတွင်ဖျောင်းနိုင်မီးရောင်မိန်လေးသာရှိသည်တိစိတ်မှုကိုထုတ်ခွင်းလိုက်သည်မှာအမျိုးသမီးတဦး၏နားကျင်စွာအော်ဟစ်တန်နှင့်တူကလေးငယ်တဦး၏ငိုတန်ပင်ဖြစ်နေတော့သည်ထိုအမျိုးသမီး၏အမိမှာမင်းနှင်းဖြစ်သည်မင်းနှင်းသည်အာအင်ကုန်ခန်းစွာခုရင်ပေါ်တွင်လဲရောက်နေသည်သူမ၏မျက်နှာတွင်ချွေးစေးများဖြင့်ပြည့်နှက်နေသည်ဖြူဖြော့နေသည်သူမဘေးတွင်သူမ၏အမျိုးသားဖြစ်သူဦးအောင်ကခလီးငယ်ကိုပွေ့ချီထားရင်းစိုးရင်တကြီးကြည့်နေသည်မင်းနှင်းကအားနေသောအတန်းဖြင့်အကိုခလီးကိုပြပါဦးအကိုဦးအောင်ကခလီးငယ်ကိုမင်းနှင်း၏ဘေးတွင်အตาအရာချထားပြီးသည်မင်းနှင်းကဖေးညင်းစလာလက်ကိုဆန့်ထုတ်ပြီးခလီးငယ်၏ပါပင်လေးကိုထိတွေ့လိုက်သည်မင်းနှင်းမှာမျက်ရည်များဝယ်လျက်ထူးမြတ်ခလေးနာမည်ကိုထူးမြတ်လို့နာမည်ပေးပါအကိုသူ့ကိုကောင်းဖြူစုပေးပါမင်းနှင်း၏စကားသံကတချွေးဖြေးတိုးဝင်သွားသည်သူမ၏မျက်ဝန်းများကမိတ်ကျသွားပြီးနောက်ဆုံးထသက်ကိုရှူရှိုက်လိုက်သည်ဦးအောင်ကမင်းနှင်း၏လက်ကိုတင်းဆိုကင်ထားရင်ငိုကြွေးနေတော်သည်နင်းမတော်ပါနဲ့ဦးအကိုကိုသားလေးနဲ့ထားမတော်ပါနဲ့ဦးထိုအချိန်တွင်မုန်တိုင်းကရုတ်တရက်ညင်တက်သွားသည်ကောင်းကင်တွင်တိမ်တိုက်များချက်ချင်းဆိုသလိုကင်းဆင်သွားပြီးလာပြီးဝန်ကြီးပိုထွက်လာသည်ခလေးမေ၏ငိုတန်းလဲတိတ်ဖွာပြီးတိတ်ဆိတ်ငင်တက်ခြင်းကစိုးမိုးသွားသည်ဦးအောင်ကခလေးငယ်ကိုပွေ့ချပြီးအိမ်ပြင်သို့ထွက်လာသည်သူကမင်းနှင်း၏နောက်ဆုံးဆန္ဒကိုဖြည့်ဆည်းပေးရန်နဲ့ထူးမြတ်ကိုကောင်းမွန်စွာပြုစုပြိုးထောင်ရန်တန်တိတ်ထန်ချလိုက်တော်သည်ဟုတ်ကဲ့မှာယနေ့မှာကျွန်တော်ခမားတို့ကိုတင်ဆက်ပေးသွားတာကတော့အောက်လန်းအပိုင်း1ဖြစ်ပါတယ်ခင်ဗျယခုဇလန်းလေးကိုနားဆင်ရတာကြိုက်နေတဲ့တယ်ဆိုရင်တော့ဖြင့်နောက်နေ့တွေမှာလည်းကျွန်တော် channel လေးကိုလာရောက်နားဆင်အားပေးနိုင်ပါကြောင်းတပါးတည်းဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ